ရှေးဗမာစကားလို့ဆိုရမယ်တဝဲစကားအကြောင်းကိုတင်ပြပေးကြပါမယ်။ဗမာစကားရဲ့မူလဟန်မူလသဘောမူလအနေထားတွေကိုတဝဲစကားမှာမပြတ်မစီးသေးပဲနဲ့မူရင်းတိုင်းတွေ့မြင်နိုင်ပါတယ်။တဝဲဒေသတဝဲဆိုတဲ့စကားလုံးအကြောင်းကိုအရင်စပြောကြပါမယ်။တဝဲဆိုတဲ့စကားလုံးဘယ်ကစတင်နေဆိုတာကိုတောင်မှအမြင်မျိုးမျိုးရှိကြပါတယ်။ခေတ်ပေါ်ဗမာစကားရဲ့ရင်းမြစ်ကိုရခိုင်စကားမှာကျွန်တော်တို့တွားရောက်ရှာဖွေတိုက်ဆိုင်ကြည့်ခဲ့တယ်လို့မုံရွာနယ်ဘက်ကဗမာဒေသီယစကားတွေထဲမှာလည်းကျွန်တော်တို့တွားရောက်လေ့လာခဲ့ကြပါတယ်။အခုနောက်ထပ်ဗမာဒေသီယစကားတွေပဲမလှည့်ခင်တမီတွေကပေါက်ဖွာလာတဲ့တူုံတုံစင်းတဝဲစကားပဲတက်လက်ကြည့်ကြပါအောင်စို့။တဝဲစကားဆိုတာကိုတဝဲမြို့သားစာရေးဆရာမောင်တန်းဆွေတဝဲကဒီလိုရှုမြင်ပါတယ်။မှန်တော့ဒါပကံခိကကျောက်စာထဲမှာကျွန်တော်စကားတွေပါတယ်ဆိုတော့ကျွန်တော်တို့တဝဲစကားဟာပညာရှင်တွေပြောတာတော့ဒါ old Burman စကားပေါ့နော်။အဲပကံကျောက်စာလေးလာတဲ့လူတွေကကျွန်တော်တို့တဝဲစကားတွေကိုပြန်လာပြီးလေးလာရှိပါတယ်။တစ်ချိန်ကကျောက်စာမှာရေးထွင်းခဲ့တဲ့ဗမာစကားတချို့ဟာဒီနေ့ဗမာပြည်အလဲပိုင်းကဗမာတွေရဲ့ပါဇက်ဖျားမှာတိမ်ကောပပျောက်သွားကြပြီမဲ့ပင်လယ်နားမှာသွားပြီးအခြေချကြတဲ့တဝဲသားတွေကထိမ့်သိမ့်ထားကြပုံကိုဆရာမောင်တန်းဆွေကအခုလိုဥပမာပေးပြီးတော့ပြောပါတယ်။မြေကြီးကိုကျွန်တော်တို့ကမလေလို့ခေါ်ပါတယ်။သူတို့မအောက်ကလာရီမလေပေါ့နော်။နောက်တစ်ခါကျွန်တော်တို့မြစ်ကိုနော်မရရစက်တဲ့မြစ်ကိုမလေလို့ခေါ်ပါတယ်။မအောက်ကလာစက်တဲ့မလေတဝဲကလာဆွဲတယ်ကိုအဲ့တော့ကြောင်းဆိုရင်ကြောင်းသူတို့ကလာရီကငါတဲ့ကြောင်းအဲ့တော့ပကံကျောက်စာထဲမှာနေလူရင်မလေးလူရလို့ပဲရေးတယ်ကျွန်တော်ပြောတဲ့အတိုင်းပဲနော်ကျောင်းလူရဆိုရင်ကောင်းလူရပဲရေးတယ်ကြီးကိုလည်းကျွန်တော်တို့ကကလီလို့ခေါ်ပါတယ်ရော့ကောက်တန်ရပ်ပလက်တန်ကိုကိုစားပြုတဲ့ရရစ်ရပင့်တွေရဲ့နေရာမှာတဝဲကလာဆွဲကိုအသုံးပြုပြီးပြောကြတာပါစောစောကပြောခဲ့တဲ့မလေးကလောင်ကလီဆိုတဲ့အသုံးမျိုးတွေပါတဝဲနဲ့စံဗမာစကားအကြားမှာအတန်အားဖြင့်အဓိကခြားနာတဲ့အချက်လည်းဖြစ်ပါတယ်။ပြည်မနေဗမာအများစုအနေနဲ့တဝဲသားတွေပြောတဲ့အတန်ကိုနားမလည်ကြတဲ့အဓိကတော့ချက်ခြားနာမှုတစ်ခုလည်းဖြစ်ပါတယ်။အခုလိုအတန်ခြားနာသလိုဟောရတာလည်းကွဲပြားကြတာတွေတပုံတပင်မှာတဝဲနယ်မှာနေကြသူချင်းပေမဲ့သူတို့ချင်းကိုပဲနည်းနည်းနဲကွာရင်နည်းနည်းဆိုသလိုကွဲနေတတ်ကြတာမျိုးတွေလည်းရှိပါတယ်။ဥပမာဗီဒီယိုကိုကျွန်တော်တဝဲလိုဘယ်လိုပြောမလဲဆိုတော့အခုဗီဒီယိုလို့ဝဲပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တချို့ဒေတာတွေမှာသူကထောင်ဘုံလို့ခေါ်တယ်ထောင်ထားတဲ့ဘုံပေါ့နော်ဗီဒီယိုကိုထောင်ဘုံလို့ခေါ်ပါတယ်မှတ်သားအပ်တဲ့အသုံးလုံးမှာလုံကြီးကိုပစိုးကိုခေါ်ပုံကလည်းထူးခြားပါတယ်ကျွန်တော်တို့လုံကြီးယောက်ျားဝတ်တဲ့လုံကြီးပေါ့နော်လုံကြီးကိုအခုဒီနေ့တဝဲကပြောနေတာလောက်ကြီးအဲ့လိုဝဲပြီးတော့လုံကိုလောက်ကြီးလောက်ကြီးဒါပေမဲ့ဒီနေ့တောမှာပြောနေတဲ့စကားကရှေးရတဲ့စကားကသားလောင်လုံကြီးကိုသားလောင်လို့ခေါ်တယ်။သားလောင်တာတာကြီးကချက်ပေါက်သားသူတို့လက်ဟာတို့ကြီးကငါသားလောင်။ဘာဖြစ်လို့သားလောင်ခေါ်လဲဆိုတော့တောရက်မှာယောက်ျားလုံကြီးကိုအလဲအဝါနဲ့ထိုးပြီးတော့ဆွဲထားလိုက်ရင်ကလေးပကက်ဖြစ်သွားတယ်လေ။ကလေးလေးကအဲ့ဒီမှာသားလေးကလှောင်ထားတယ်နော်။ဒါကြောင့်ယောက်ျားလုံကြီးဟာကလေးပကက်လို့လဲသုံးလို့ရလို့သားလေးလှောင်ထားလို့လုံကြီးကိုသားလှောင်လို့ခေါ်ပါဒီသားလောင်ဆိုတဲ့စကားဟာသားကိုလှောင်လို့သားလောင်ခေါ်တာလို့ယူဆတယ်လို့နိုင်ငံခြားဘာသာစကားတစ်ခုနဲ့တိတ်နီးစပ်တာကိုလည်းဆရာမောင်တန်းဆွေကသတိပြုစရာအချက်အနေနဲ့ထောက်ပြပါတယ်ဒါမဲ့ကျွန်တော်အင်ဒိုနီးရှားကျတော့ surround အဲ့တော့ surround နဲ့သားလောင်နေဟာရှင်းမနေဘူးလားအဲ့လိုထူးခြားမှုတွေလည်းရှိပါတယ်ဗမာစကားမှာစကိုတလို့အတန်ဖလှယ်တတ်တယ်လို့ရကိုလည်းလလို့အတန်ဖလှယ်တတ်တာမျိုးတွေရှိတဲ့အတွက်ကြောင့်စရုံးနဲ့သားလောင်မှာအတန်ချင်းတော်တော်ကိုနှိစက်တယ်လို့ဆိုရမှာပါဘာသာစကားချင်းများကူလူဆက်သွယ်ခဲ့လေသလားဆိုတာစဉ်းစားကြရပါနွေရာသီရောက်တဲ့အချိန်မှာတဝဲနာကနဘူးလေဆိုတဲ့ရွာကိုများသောတာရှင်တို့တွားကြည့်ကြမယ်ဆိုရင်ရင်သက်ရှုမောပွေရာအပြောကိုအခုလိုနားဆင်ကြရဖို့ရှိပါတယ်မိဝေသစ်ပန်နေဘာနာပတိုင်ပန်ပြီးတေကူမာအော်တစ်ပင်နေတပင်နဲ့တပင်တိုင်ပင်ပြီးတေကုံပါပေါ့လားမော်ဒန်ကြပြဆရာတယောက်ကများကြပြဆက်လိုက်သလားလို့တချို့ကထင်ပါလိမ့်မယ်မဟုတ်ပါဘူးတကယ်တော့နဘူးလေရွာသားတွေကရက်ထဲရွာထဲမှာပြောယူပြောစဉ်ထမင်းစားရေတောက်ပြောကြတဲ့စကားပါကျွန်တော်တို့ရာဘာချန်ထဲမှာဖေဖော်ဝါရီလဆိုရင်အရွက်တီချပြီးတော့တစ်ပင်တွေကအရွက်ကြည်ကားတယ်ပေါ့ဗျာအဲ့ဒါကိုနဘူးလေတွေအလုသမားတွေကလာပြီးတော့ဗာပြောလဲဆိုတော့ဩတဲ့
တစ်ပင်နေရတောင်းတဲ့တောက်တိုင်မီအကုန်သေးသွားပါလားပေါ့နော်ရွက်ချတာကိုသူကအဲ့လိုကိုပြောတယ်သူတို့ရဲ့အမြင်ပေါ့နဲ့သူတို့အသုံးနှုန်းကမတူပါဘူးသုံးလည်းမတူနောက်မတူအယူဆလည်းမတူပေါ့နော်ဒီတွေးတဲ့ခံစားတဲ့ပုံမှာကွဲတဲ့သဘောမျိုးပေါ့နော်ဟုတ်တယ်အဲ့လိုသူတို့ပြောတာလေးချစ်စရာလေးပေါ့နော်ဆရာတဝဲတန်နဲ့နည်းနည်းလေးဥပမာလေးပြောပြပေးပါလားဆရာတစ်ပင်နေရာတယောက်နဲ့တိုင်ပင်ပြီးတော့တကယ်နဲ့သေသွားပါလားဆိုတော့ဘယ်လိုပြောလဲဆိုတော့မိဝေးပေါ့နော်အမလေးပေါ့နော်အမလေးဆိုတော့ဘယ်လိုမိဝေးစေပနေရဘာနာဘာတိုင်ပန်ပြီးစေကူမာအဲ့လိုမာဆိုတော့အလုတ်တံပေါ့ဒီပင်နဲ့ဒီပင်တိုင်ပင်ပြီးသေကုန်ကြပါလားအဲ့လိုပြောတဲ့စကားပါ